ခုနှစ်ရက်အတွင်းငွေတေချာပေါက်ဝင်စီမဲ့ရတရားလေးတစ်ခုကိုဆရာပရိသတ်တွေကိုလက်ဆောင်ပေးပါမယ်ရတရားလေးကလည်းအရန်ကိုမှလွယ်ကူရိုးရှင်းပြီးတော့မှအရန်ကိုမှအစွမ်းထက်တဲ့ရတရားတစ်ခုဖြစ်ပါတယ်ရတရားပစ္စည်းတွေများဆာလည်းမလိုပါဘူးဒီလို coffee လေးတစ်ခွက်ရှိဖို့ပဲလိုပါတယ်အချိန်ကတော့ကြိုက်တဲ့အချိန်လုပ်လို့ရတယ်ဒီဗီဒီယိုလေးကိုတွေ့ရနေရနေစပြီးတော့လုပ်လို့ရတယ်ချက်ချင်းလက်ငင်းကိုမှဒီရတရားကိုလုပ်ပြီးပြီဆိုရင်9ရက်အတွင်းမှာပဲငွေတေချာပေါက်ဝင်စီပါတယ်နော်ဆရာပရိသတ်9ရက်သားသမီးတွေရဲ့မှာပေါ့နော်ငွေအရေးတကြီးလိုနေတဲ့သူတွေနော်ငွေကိုမြန်ဆန်ဝင်ကျင်တဲ့သူတွေဒီ9ရက်အတွင်းမှာပဲငွေဝင်ဖို့အတွက်ကိုကကြံစီထားတဲ့ဆိုရင်နော်9ရက်အတွင်းမှာပဲကိုလိုချင်တဲ့ငွေပမာဏကိုစီကိုဝင်ကျင်တဲ့သူတွေဒါမှမဟုတ်ထွက်သွားတဲ့ငွေတွေအကုန်လုံးအမြန်ဆုံးမိမိထံကိုပြန်လဲရောက်ရှိစေချင်တဲ့သူတွေအကုန်လုံးအတွက်9ရက်အတွင်းမှာပဲငွေသိန်းချီတောင်းချီရာချီဆယ်ချီဝင်စေမဲ့ငွေဝင်ကျန်းစေမဲ့ငွေတေချာပေါက်ဝင်စေမဲ့ရတရားလေးတစ်ခုကိုဆရာပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတွေ့ရနဲ့စလုပ်လို့ရပါပြီနေ့တိုင်းပြုလုပ်ဆရာမလိုပါဘူးလုပ်ပြီးပြီဆိုတာနဲ့9ရက်အတွင်းကိုငွေတေချာပေါက်ဝင်လာလိမ့်ပါမယ်เนาะတေချာလေးလုပ်ပါယုံကြည်နဲ့တာလုပ်ပါဆရာတို့ရတရားလုပ်တယ်ဆိုတာကဒီရတရားတို့ဘေဒင်တို့ဆိုတာယုံကြည်မှုနဲ့သက်ဆိုင်ပါတယ်ကိုယ်စိတ်ထဲမှာယုံကြည်မှုတွေအားကောင်းတဲ့လူဆိုရင်ဒီရတရားလုပ်ပြီးပြီဆိုတာနဲ့တရက်24နာရီအတွင်းမှာတော့ငွေရာချီဆယ်ချီဝင်တဲ့သူတွေရှိပါတယ်ဒီရတရားလေးကိုဆရာမနစ်ကလည်းပြောပြခဲ့ဘူးပါတယ်ဒီရတရားကိုလုပ်ပြီးပြီဆိုရင်လူ100မှာလူ80လောက်ကိုငွေဝင်တာဖြစ်တဲ့အတွက်ဒီရတရားဟာအကျန်းဆုံးရတရားတစ်ခုလို့ဆရာတို့ပြောလို့ရပါတယ်ကဲရတရားလေးကိုစတင်ပြောပြမယ်အရန်ကိုမှလွယ်ကူတယ်ကော်ဖီလေးတစ်ခွက်လိုပါတယ်ဒီကော်ဖီကွက်လေးကိုညာဘက်လက်လေးနဲ့ကင်မယ်တန်မုတ်တွေကာတာကို6ကောက်ရွတ်မယ်ပြီးရင်ဘယ်ဘက်လက်လေးနဲ့ပြန်ကင်မယ်ဂုံတော်6ပါးကို6ကောက်ရွတ်မယ်ပြီးရင်ညာဘက်လက်လေးနဲ့ထပ်ပြီးတော့ပြန်ကင်မယ်24ပစ္စည်းအချင်းကို6ကောက်ရွတ်မယ်ရွတ်ပြီးပြီဆိုတာနဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဒီကော်ဖီလေးကိုကတ်လူလိုက်ပါကတ်လူပြီးပြီဆိုတာနဲ့9ရက်အတွင်းငွေဝင်စေဖို့ဆူတောင်းပါနော်မိမိရဲ့ကံပေါ်မှာမူတည်ပြီးတော့ငွေများဝင်တာနည်းနည်းဝင်တာနဲ့ကွာသွားပါလိမ့်မယ်ဒါပေမဲ့တေချာပေါက်ကိုငွေဝင်ပါလိမ့်မယ်ငွေများလဲဝင်ဖို့ဆူတောင်းပါဒါဆိုရင်ငွေများလဲဝင်ပါလိမ့်မယ်ဒီကော်ဖီကတ်လူထားတဲ့9ရက်အတွင်းမှာအမဲသားမစားဘဲနဲ့အတိတ်ထံပြီးတော့ဒါဆူတောင်းပါ9ရက်အတွင်းမှာပဲအယောင်းဝယ်တွေကောင်းမယ်စီးပွားရေးတွေတိုးတက်မယ်အလုပ်ကိုင်တွေအဆင်ပြေပါလိမ့်မယ်ကဲဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကိုများလေးသာ share ထားပေးပါတခြား9ရက်သားသမီးကိုလည်းများလေးမျှဝေပေးပါဒါဆိုရင်ဒီရတရားလောက်တာပို့ပြီးတော့အစွမ်းထက်စေတယ်ပို့ပြီးတော့လည်းကုသိုလ်ရစေတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအချိုရည်ကော်ဖီကတ်လူပြီးတော့ဆူတောင်းတာဖြစ်တဲ့အတွက်ပို့ပြီးတော့မှနော်အစွမ်းထပ်ပြီးတော့မှပို့ပြီးတော့ထူးခြားစေပါတယ်ဒီဗီဒီယိုလေးကို share ထားပေးပါ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ Facebook account လေးကပြတ်သွားပါတယ်ဆရာအခုထူးမြောက်အောင်ဆိုပြီးတော့ page အသစ်ဖွင့်ထားပါတယ်ဒီထူးမြောက်အောင်ဆိုတဲ့ဆရာရဲ့ page အသစ်ကလေးကို like and follow လေးလုပ်ထားပေးပါဆရာ page အတုအစစ်တွေခွဲရတာအရန်လွယ်သွားပါပြီဆရာရဲ့page နာမည်3လုံးနဲ့ဖြစ်ပါတယ်ထူးမြတ်အောင်ဖြစ်ပါတယ်ပြီးရင်နောက်မှာ Facebook မှာအပြာရောင်အမှန်ချစ်ဘလူးမတ်လေးရထားတာဖြစ်ပါတယ်ဒီ page လေးကို like and follow လုပ်ထားပေးပါ TikTok ကပရိသတ်တွေရော Facebook ကပရိသတ်တွေရောဆရာရဲ့ page တွေ account တွေကို like and follow လုပ်ထားပေးပါဒါမှဆရာနေ့စဉ်တင်ပေးတဲ့ရတရားတွေကိုတွေ့ရမှာဖြစ်ပါတယ်เนาะပြီးတော့ဒီဆရာစီမှာပေါ့เนาะဒီ9ရက်အတွင်းမှာ6လပိုင်းလကုန်ငွေဝင်ကျန်းစီတဲ့ရတရားတွေကိုလည်းလာအပ်လို့ရပါပြီလက်ပိတ်နေတဲ့သူတွေငွေမဝင်ဖြစ်နေတဲ့သူတွေစီးပွားကျနေတဲ့သူတွေဆရာရဲ့ Viber တို့ Messenger တို့ Telegram တို့မှာဆရာနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးတော့ရတရားအပ်လို့ရပါတယ်ဆရာစီမှာဘေးဒင်းတွေမေးလို့လည်းရတယ်ဒီနှခမ်းနီလေးအကြောင်းပြောပြပါမယ်ဒီနှခမ်းနီလေးကတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးပီယာနှခမ်းနီထုတ်တဲ့စက်ရုံကနေထုတ်လုပ်ထားတာဖြစ်ပါတယ်ဆရာကိုယ်တိုင်ပီယာဓာတ်တွေထွက်သွင်းတာဖြစ်ပါတယ်ဒီနှခမ်းနီမှာလည်းရွှေအစစ်ရွှေမုံလေးတွေထည့်ပေးထားပါတယ်ဒီနှခမ်းနီလေးတွေကိုစိုးပြီးရင်ကိုလိုချင်တာကိုရချင်တာကိုဆူတောင်းပြချင်တာကိုပြောပါအရန်ကိုမှအစွမ်းထပ်ပြီးတော့ထူးခြားတဲ့နှခမ်းနီဖြစ်ပါတယ်ဒီနှခမ်းနီကိုပီယာနှခမ်းနီရွှေနှခမ်းနီဖြစ်ပါတယ်ယုံကြည်နဲ့တာဝယ်သုံးပါဒီနှခမ်းနီသုံးလို့မစွမ်းမှုမထူးကြဘူးဆိုရင်ဆရာပတ်စံပြန်အမ်းပေးပါမယ်ဆရာပရိသတ်9ရက်သားသမီးရဲ့ပတ်စံကိုဆရာအလကားမယူပါဘူးယုံကြည်နဲ့သုံးဖို့တော့လိုပါတယ်ယုံကြည်မှုတည်တာအဓိကဖြစ်ပါတယ်ဝယ်သုံးကြည့်ပါမြန်မာပြည်ကိုလည်း3ရက်အတွင်းပို့ပေးတယ်ထိုင်းနိုင်ငံကိုလည်း3ရက်အတွင်းပို့ပေးတယ်ပြီးတော့ထိုင်းနိုင်ငံမှာနေတဲ့သူတွေကတော့ဆရာရဲ့ TikTok ဈေးချင်းတောင်းထဲမှာနှိပ်ပြီးတော့ဝယ်လို့ရတယ်ဆိုတာပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်